လူတွေဟာအမားလောက်တတ်တယ်ဆိုပေမဲ့မမားသောရှင်နေမသေးသောစေသမားလို့ပြောကြပေမဲ့လို့တချို့တလေကိစ္စတွေကြတော့တစ်ချက်မှားတာနဲ့တစ်သက်လုံးပေးဆက်ရတာအဲ့တော့ကိုသိရှိထားရမှာကကိုဘဝကိုဂုဏ်သိက္ခာရှိစွာယက်တည်ဖို့သာလည်းအရေးကြီးတယ်တည်ငြိမ်တဲ့ဘဝရဖို့ကြိုးစားနေဖို့သာလည်းအရေးကြီးတယ်စားခြင်းရင်စားနိုင်ရမယ်သုံးခြင်းရင်သုံးနိုင်ရမယ်လှူခြင်းရင်လှူနိုင်ရမယ်ဒါပဲအဖြုံးမပါစေရဘူးဖြုံးတီးတဲ့ကိစ္စပါလာပြီဆိုရင်တော့အမားတွေစပြီးတော့ကျူးလွန်လာတာပဲမလိုအပ်တဲ့နေရာတွေမှာဖြုံးတီးပြစ်တာကြွားဝါလို့မလိုအပ်ဘဲနဲ့ဖြုံးတီးပြတာအဲ့ဒါတွေကအလကားပဲပြစ္ဆုတ်ပံတမလွန်ဘာကောင်းကျိုးမှလည်းမပေးသလိုသုံးဆွဲပြီးသွားတဲ့အခါမှာလည်းဘယ်သူမှအကျိုးတရားမရဘဲနဲ့အတလွတ်ရေထဲတွန်လိုက်သလိုပဲအဲ့တော့အဖြုံးတွေများပြီးတော့ဘဝရိုင်နေသွားတာတွေလည်းအများကြီးရှိတယ်အရှိကိုသာတန်ဖိုးထားပါဒီအရှိကိုထပ်ပြီးတော့မဖြုံးပါနဲ့ဒီအရှိတရားကနေတိုးပွားလာအောင်သာကြိုးစားပါတိုးပွားလာဖို့ကြိုးစားတယ်ဆိုတဲ့နေရာမှာလည်းမှန်ကန်သောနည်းနဲ့ဖြောင့်မတ်သောတဲ့မတ်သောနည်းနဲ့ကြိုးစားပါတခြားသောမတရားသောနည်းပြောချင်တာကတော့လောင်ကစားနည်းလောင်ကစားမှတ်ပြီးတော့ရှိတဲ့အရာကိုတိုးအောင်ကြိုးစားမယ်လို့လုပ်လိုက်ပေမဲ့အဲ့ဒီလောင်ကစားကြောင့်ပဲတိုးမလာတဲ့အပြင်ရှင်ရင်းဆွဲတွေပါကုန်ပြီးတော့လုံးလုံးဒုက္ခရောက်သွားရတဲ့သူတွေအများကြီးပဲအမားမခံဘူးလောကကနည်းနည်းမှားတာနဲ့ခြေတလန်းမှားတာနဲ့ဘဝတစ်ခုလုံးပြတ်သွားတတ်တယ်အဲ့အမားတွေထဲမှာအယုံလွယ်ခြင်းလည်းပါတယ်အယုံလွယ်တယ်ဆိုတဲ့အရာကလည်းတခါလေးပဲယုံလိုက်မိတာပါဒါပေမဲ့တဘဝလုံးအဖတ်ဆယ်လို့မရတော့အောင်ပျက်စီးသွားတာတွေရှိတယ်အဲ့တော့အမားမခံဘူးတတိမလွတ်နဲ့အပြောလဲဒီအတိုင်းပဲစိတ်လိုလက်ရနဲ့ပြောမိတဲ့အမားတစ်ခုစကလုံးအမားတစ်ခုကကိုယ့်တစ်သက်လုံးပြန်ပြီးတော့တောင်နလန်ထူလို့မရတော့အောင်ပျက်စီးသွားစေတယ်လူတွေမေတ္တာတုံးစေတဲ့စကားမျိုးပြောလိုက်မိတာမျိုးလူတွေရဲ့ဒုက္ခတွေကိုကိုချင်းမစားတဲ့စကားလုံးမျိုးသုံးလိုက်မိတာမျိုးလူတယောက်ရဲ့ယုံကြည်ချက်ကိုချိုးဖဲ့လိုက်တဲ့စကားမျိုးပြောလိုက်မိတာမျိုးအမှုမဲ့အမှတ်မဲ့ပြောလိုက်တယ်ဆိုပေမဲ့အဲ့ဒီစကားလုံးတစ်လုံးအမားဟာကိုယ်သိက္ခာကိုတစ်သက်လုံးပြန်ပြီးတော့အဖတ်ဆယ်လို့မရအောင်ပျက်စီးသွားစေတတ်တယ်လူတွေရဲ့ယုံကြည်ကိုးစားခြင်းတွေပျက်စီးသွားတတ်တယ်လူတွေရဲ့လေးစားခြင်းတွေပျက်စီးသွားတတ်တယ်အဲ့ဒါတွေပျက်စီးသွားပြီဆိုမှတော့ဘဝကဘာမှမဟုတ်တော့ဘူးဒါကြောင့်အမားမခံဘူးတတိမလွတ်နဲ့ပြောတတိသွားတတိစားတတိလာတတိအမြဲတမ်းနေနေတာတော့ကမကြောက်ဘူးလောကကမျက်လုံးတောက်ထောက်ကြည့်နေတာအဝိဇ္ဇဝိတာကအစတောက်ထောက်ကြည့်နေတာပတ်ဝန်းကျင်ကိုဂရုစိုက်စရာမလိုဘူးဆိုပေမဲ့အေးအဲ့ဒီပတ်ဝန်းကျင်ကလည်းကိုယ့်ကိုနလန်မထူအောင်တတ်တတ်တယ်စကလုံးနဲ့တတ်တတ်တယ်ပဂတိလက်နဲ့တတ်တာကသေခြင်းမသေမယ်အဲ့စကလုံးလက်နဲ့တတ်တာကသေသွားတတ်တယ်နလန်မထူအောင်ကိုဒုက္ခရောက်သွားတတ်တယ်ဒါကြောင့်တတိဟူသည်ပိုသည်မရှိဘူးအမြဲတမ်းလိုအပ်နေတယ်အမားမခံဘူးတတိမလွတ်နဲ့တစ်ချက်အမားကိုပဲစောင့်နေကြတယ်ဆိုတာကိုလည်းတတိထားပါဒေါသမထွက်တတ်တဲ့သူကိုဒေါသထွက်အောင်ဆွပေးတတ်တယ်တာမန်ပဲကိုလည်းပုထုဇဉ်ပဲဒေါသထွက်တာဘာဖြစ်လဲလို့မပြောပါနဲ့အဲ့ဒီစင်ကြင်မပေးပါနဲ့ကိုယ့်ရဲ့ဒေါသမထွက်တတ်သောပုံရိပ်ကနေဒေါသထွက်တတ်တဲ့ပုံရိပ်တစ်ခုဖြစ်အောင်ဖန်တီးပြီးအဲ့ဒီအကွက်တစ်ကွက်တည်းပဲလူတွေကိုပြပြီးတော့ကိုယ့်ကိုနာမည်ဖြတ်တတ်တယ်မသိနားမလဲတော့ဉာဏ်မရှိတဲ့သူတွေကအဲ့ဒီမဟုတ်သတင်းတွေဘက်ကိုလိုက်တတ်တယ်အမှားသတင်းတွေကိုယုံတတ်တယ်ဒါကြောင့်မလို့စကလုံးတစ်လုံးနဲ့တတ်တတ်တယ်အနေအမှားအပြောအမှားအများကြီးဂရုစိုက်ရတာဖြစ်တဲ့အတွက်တိုးတိုးတိတ်တိတ်နေတတ်ဖို့အရေးကြီးတယ်အမှားမခံဘူးတတိမလွတ်နဲ့ဘဝပြတ်သွားတတ်တယ်ဒါကြောင့်မလို့အရာရာမှာတတိဝုရှိရင်ဖြင့်ကိုအမြဲတမ်းစောင့်ရှောက်နိုင်ကြတဲ့သူတွေဖြစ်ပါစေဘေးရန်ကင်းကကိုယ့်ဘဝရဲ့တည်ငြိမ်မှုကိုထိန်းသိမ်းထားနိုင်တဲ့သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ